ကျမ်းစာပြောတဲ့လူမြည်ဒီကခရစ်တော်၌ရှိရင်အသက်ပြုပြင်တဲ့တတ္တဝါဖြစ်တယ်ဟောင်းသောယာတို့ဒီပြောင်းလဲခတ်သိမ်းသောယာတို့ဒီအသက်ဖြစ်ကြလူမြည်ဒီကခရစ်တော်၌ရှိရင်အသက်တတ္တဝါတစ်ပါးဖြစ်တယ်သင်ကိုဘုရားသခင်ကနှုတ်ကပတ်တော်နဲ့တနေ့တနေ့ပြောင်းလဲပေးနေတဲ့အသက်ပြုပြင်တဲ့တတ္တဝါမဟုတ်သင်ဟာကဲတင်ခြင်းစလက်ခံတဲ့နေ့ကစပြီးသင်ဟာအသွေးနဲ့သွားတဲ့သူမဟုတ်တော့ spirit နဲ့သွားတဲ့သူဖြစ်သွားပြီ You are born of spirit You are not born of flesh You are not born of blood You are born of spirit လူတယောက်ရဲ့အသက်ဒီအသွေးမှာတည်တာအဲ့ဒါဟိုဘက်အဖွဲ့ဒီတယောက်ရဲ့အသက်က spirit မှာတည်တာ You are born of spirit Hallelujah အကြောင်းကျမ်းစာဒီလိုပြောတယ်ယေရှုကိုသေခြင်းမှာထမြောက်စေတဲ့ထိုဝိညာဉ်တော်သည်တင့်ထဲမှာကျင်းဝတ်တော်မူရင်တော်သေစေတတ်တဲ့ကိုယ်ကာရောက်ပြန်ရှင်စေလိုက်မယ် Praise the Lord အဲ့တော့အသွေးကတင့်ကိုတတ်ချင်တယ်ဘာလို့ဆိုအာဒံလောက်တဲ့အပြစ်ကဧကအမှန်သေရလိမ့်မယ်စာရန်ကတင့်ကို trace လိုက်တယ်တင့်ကိုတတ်ဖို့တော့ trace လိုက်တယ်ဒါပေမဲ့တင်က born of spirit ဖြစ်သွားတဲ့က तू လိုက်လို့မရတော့ဘူး तू တင်ခံမလို့မရတော့ဘူးတင်ဒီနေ့ဒူးကောင်းတိုင်းနာပဲမနဲ့ပြန်တင်ပြောက်သွားပြီ तू တင်လိုက်လို့မရတော့ဘူး You are born of spirit Somebody say I am born of spirit Hallelujah You are not born of flesh and blood ထောတာတော်မူကမေထုံတဝတာအပြဖွာတော်သားမဟုတ်လူလိုလျောက်ဖွာတော်သားမဟုတ်ဘုရားသခင်ဖြစ်ပွားစေတဲ့သားဖြစ်တယ်ဒါ born of spirit Hallelujah အလုံးခဏလောက်ထိုင်ရအောင်သင်ဒီလိုထားလိုက်တာကျွန်တော်အဆုံးသတ်ခံဒီပုံစံခံစားရအခုမှစသလိုပြန်ထိုင်ရအောင်အာမင် Hallelujah Amen တရားယေစီတော်သဆန်ယေစာငတ်တောင်းတနေတော်သမေငယ်အလားသင်ငိုတော့မှာရတီးငိုချင်အောင်တီးငါဝင်းရင်ကိုတော်သာအစင်တန်တာလျက်နေကချီးမွမ်းဘာဖြစ်လို့ယေစီတော်သက်ဆန်းရည်လဲဘာဖြစ်လို့သမင်တရေလဲဘာဖြစ်လို့ဆိုအနောက်ကလိုက်တက်တဲ့မုတ်ဆိုးရှိအဲ့တော့ဒါဝိဒ်ရဲ့နေပယ်ကမျက်မှောက်တော်စာငတ်တာအနောက်ကလိုက်တက်တဲ့မုတ်ဆိုးရှိလို့ပြေးနေရလို့အမတရားဘေးပြေးလဲကျွန်တော်တို့မှာပြေးရအောင်ကျွန်တော်တို့အနေရပြူတာတခုမှမရှိဘူးဒီမှာသိကြည့်ဒါကောလောသဲ13ဒါကောလောသဲ13မှောင်မိုက်တကိုးမှာအာမင်ငါတို့ကိုနှုတ်၍ဟိုဘက်ကမှောင်မိုက်ဖွဲ့တယ်သင်တို့ဒီမသိနားမလဲကြမှောင်မိုက်နိုင်ခြင်းလဲကြ၏အာမင်မှောင်မိုက်တကိုးအောက်မှာနေတဲ့အုပ်စုတွေဟာလေလုယာဒါကြောင့်မလို့သမင်တရေလိုပဲတောင်းတအာမင်သူတို့ရဲ့စွတောင်းချက်တွေသင်လိုက် copy စရာမလိုဘာလို့ဆိုဘဝတွေမတူလို့ဖြစ်တယ်ဒါ new creation that new creature that was a thing ဘာလို့ဆိုအာဒံရဲ့ lineage ကိုဒီမှာဖြတ်ပလိုက်ပြီး the last Adam တဲ့အာဒံမဟုတ်တော့ဘူး you are new creation amen